PUBG Mobile Update 4.5 ရဲ့ main event ဖြစ်တဲ့ Naruto Collaboration event မှာပါဝင်လာမဲ့ဂျူဆုလေးတွေကိုမစ်ရှင်ရဲ့အတူချက်ကြည့်လိုက်ရအောင်ပထမဆုံးဂျူဆုအနေနဲ့ကတော့ main character ဖြစ်တဲ့ Uzumaki Naruto ရဲ့ Rasengan ဂျူဆုလေးကခုဗီဒီယိုမှာတွေ့ရတဲ့အတိုင်း font မျိုးနဲ့ပါဝင်လာမှာပါပထမဆုံးဖောင်မှာဆိုရင်တော့အနီးနားမှာရှိတဲ့သူကို Rasengan နဲ့တက်ခတ်လို့ရမှာဖြစ်တဲ့အပြင် spell ကိုကြာဖိထားလိုက်မယ်ဆိုရင်တော့ Rasengan rush အနေနဲ့ပြောင်းသွားပြီးတော့အဝေးမှာရှိတဲ့သူကိုအရှင်နဲ့ပြေးပြီးတော့တက်ခတ်လို့ရမှာပါနောက်ဂျူဆုတစ်ခုအနေနဲ့ကတော့ Ninja ရဲ့ဆန်းဆန်းလေးဖြစ်တယ်လို့6မြောက်ဟိုကကလေးဖြစ်တဲ့ဟတကဲကကရှိရဲ့ Chidori ဂျူဆုလေးကလည်း Rasengan ဂျူဆုလိုမျိုး font မျိုးနဲ့ပါဝင်လာအောင်မှာပါဒါအပြင် Chiri ဂျူဆုရဲ့ Lesson effect နဲ့ sound effect တွေကိုလည်း enemy ထဲအတိုင်းတုံးမိထားရမလို့တော်လေးကိုထားကြရလို့ပြောရမှာပါနောက်ဂျူဆုအနေနဲ့ကတော့ Naruto ရဲ့ multi clone ဂျူဆုလေးဟာပါဝင်လာမှာဖြစ်ပြီးတော့ font မျိုးနဲ့ဒီဂျူဆုလေးဟာဆိုရင်အများဆုံးလူ3အထိပွားလို့ရမှာပါဒါအပြင်ပွားထားတဲ့ clone တွေနဲ့လည်းနေရာချင်းချင်းလို့ရမှာဆိုတော့ Story ရဲ့ဂျူဆုတစ်ခုဖြစ်လာမှာပါနောက်ဂျူဆုအနေနဲ့ကတော့ Uchiha Clan သားတွေရဲ့ Fireball ဂျူဆုလေးဖြစ်ပြီးတော့ဒီဂျူဆုလေးကိုသုံးလိုက်မယ်ဆိုရင်အဝေးရရင်သူမီလုံးနဲ့တက်ခတ်လို့ရမှာပါဒါအပြင်တက်ခတ်ခံရတဲ့ enemy ပြမှာလည်းမီပလင်းနဲ့ကျေးစားတယ်လို့မျိုးမီးတွေတောက်လောင်နေအောင်ပါနောက်ဂျူဆုတစ်ခုအနေနဲ့ကတော့ဇုံနာမြောက်ကကဲဖြစ်တဲ့ Namika Seminato ရဲ့ signature တိုက်ကွက် Blind Range ဂျူဆုလေးရတဲ့ event နဲ့တူပါဝင်လာအောင်တွေ့ရမှာပါဒီဂျူဆုလေးကိုသုံးလိုက်မယ်ဆိုရင်ကိုတော့ရဲ့နေရာကိုခုနိုင်လေးနဲ့ပစ်ဆက်လိုက်ရမှာဖြစ်ပြီးတော့အဲ့ဒီနေရာကို Minato လိုမျိုးလက်တပြတ်သွားလာရမှာပါနောက်ဂျူဆုတစ်ခုအနေနဲ့ကတော့ substitution လို့ခေါ်တဲ့အစားထိုးဂျူဆုတစ်မျိုးပါဝင်လာမှာဖြစ်ပြီးတော့ဒီဂျူဆုလေးကိုကောက်ထားလိုက်မယ်ဆိုရင်တကယ်လို့ညီကိုတွေအနေနဲ့ enemy နဲ့ပတ်သက်ဆိုင်တဲ့အခါ HP ကုန်သွားလည်းညီကိုတို့ရဲ့နေရာကိုတုံးနဲ့အစားထိုးပြီးတော့ auto နေရာပြောင်းရွှေ့ပေးမှာပါညီကိုတို့ပုံမှာတုံးမသူမဂျူဆုကလည်းဒီဂျူဆုပဲဖြစ်မှာပါနောက်ဂျူဆုအနေနဲ့ကတော့ကာကွယ်ဂျူဆုဖြစ်တဲ့ဘာသာရဲ့တိုင်းတဲ့ဂျူဆုလေးကလည်းပါဝင်လာမှာဖြစ်တဲ့ပြင်ပြချက်အနေနဲ့အဗတ်မှာပါဝင်လာတဲ့ဂျူဆုတွေကမှာကာကွယ်ဂျူဆုအနေနဲ့ဒီဂျူဆုတစ်မျိုးသာပါဝင်လာမှာပါနောက်ဆုံးဂျူဆုအနေနဲ့ကတော့ record ခေါ်လို့ရမယ်ဂျူဆုတစ်မျိုးပါဝင်လာမဲ့အပြင်ဇလန်ထဲမှာဆိုရင်ဒီဂျူဆုလေးကစွမ်းအကြီးဆုံးဖြစ်တဲ့ Uchiha Madara နဲ့ဟိုကဲတော့ကိုတော့ပြန်လဲခေါ်လို့ရတဲ့ဂျူဆုလေးဖြစ်ပါတယ်ဘလောက်ပဲစွမ်းအကြီးရဲ့ဂျူဆုပဲဖြစ်ပါစေညီကိုနောက်ထွက်ခေါ်တော့သူမကိုတော့ပြန်လဲခေါ်လို့ရမှာမဟုတ်ပါဘူး